ကုသိုလ်ကံကအားကောင်းရင်ကုသိုလ်အကျိုးပေးသွားတယ်တခုမှတ်ထားဖို့ရတော့ကုသိုလ်ကံကအားကောင်းရင်ကုသိုလ်ကံကအကျိုးပေးမယ်အကုသိုလ်ကံအားကောင်းနေရင်အကုသိုလ်အကျိုးပေးမယ်ဒါကတခုအဲ့ဒီထဲမှာပဲကုသိုလ်ကံကအားမကောင်းမိမယ်လို့အခွင့်အရေးရရင်သူကအရင်ကျိုးပေးမယ်ကုသိုလ်ကံကအခွင့်အရေးရတယ်ဒါပေမဲ့အားကောင်းကြီးတော့မဟုတ်ဘူးအခွင့်အရေးရရင်သူကကျိုးပေးမယ်ကုသိုလ်ကံကအခွင့်အရေးရရင်ကုသိုလ်ကံအကျိုးပေးမယ်အကုသိုလ်ကံအခွင့်အရေးရရင်အကုသိုလ်အကျိုးပေးတယ်အခွင့်ရတဲ့ဟာကအကျိုးပေးသွားတယ်အားကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေချမ်းစွာရှိတယ်နော်အဲ့တော့ကံကြမ္မာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောထားတာမှတ်သားစရာလေးလူတယောက်ဟာအဆိုးတွေကြီးပဲလုပ်တဲ့လူတယောက်ရှိတယ်အကောင်းမရှိတဲ့လူတယောက်ရှိလူတယောက်ကတော့ကောင်းတာတွေများများလုပ်တယ်ဒါပေမဲ့လို့ပုရုဇဉ်သဘာဝအလျောက်မကောင်းတာတွေလုပ်တယ်အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာကောင်းတာမလုပ်ဘဲနဲ့မကောင်းတာတွေလုပ်တဲ့ပုဂ္ဂိုလ်ဟာအပြည့်အဝအကုသိုလ်ခံရတယ်တခါတည်းမကောင်းတာလုပ်ပြီးမဲ့လို့ကောင်းတာတွေများများလုပ်ထားတဲ့ပုဂ္ဂိုလ်ကြတော့လုံးဝမခံရဘဲနဲ့အကုသိုလ်ရဲ့အကျိုးလုံးဝမခံရတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားကဥပမာပေးထားစားအကွက်နဲ့ဥပမာပေးထားစီဝတိလုံးတော့စားခဲ့တဲ့ခဲကိုကော်ဖီပကံနဲ့ထက်ကော်ဖီပကံပြေးလာအောင်ရေးထက်အဲ့ဒီစားခဲ့ကကော်ဖီပကံနဲ့ထည့်လိုက်ရေးဟာတောက်မဖြစ်လောက်ငမ်းမယ်ဒီစားခဲ့ကစီဝတိလုံးလောက်စားခဲ့ကကော်ဖီပကံတော့တင်ရှိတဲ့ရေးဆိုရင်တောက်မဖြစ်အောင်ငမ်းမယ်ရေအိုးတိုးစားလည်းပါထည့်လိုက်မယ်ဆိုရင်အဲ့စားခဲ့ဘာမှမရှိတော့ဘာဖြစ်လို့ရေများသွားတာလေရေနေရင်ငမ်းမယ်ရေများရင်မငမ်းတော့စားပါမှန်းတော့မသိလိုက်တော့အဲ့ဒါလိုပဲကုသိုလ်များနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအကုသိုလ်ကနည်းနည်းလေးပဲပျောက်သွားတယ်လို့သူတို့ဆိုလို့တယ်အကျိုးပေးဖို့မပေါ်လာနိုင်ဘူးတဲ့ကတ္တရားဆိုများသောအားဖြင့်လူတွေကကံနဲ့ပြောနေတာအတိတ်ကံကိုပြောနေကြတာကိုလုံးနေတာအကောင်းလားဆိုးလားဒါပဲသိဖို့လို့နော်ကံအကျိုးပေးပြီဆိုမှငါကံမကောင်းဘူးငါကံကောင်းတယ်နဲ့တွက်နေကြတာမန်ကိုလုံးနေတဲ့အချိန်မှာကံကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဒါပဲတွက်ဖို့လိုတယ်ကံကောင်းခြင်းမကောင်းခြင်းကကိုလုံးတဲ့အလုပ်ပစ္စုပန်လုပ်နေတဲ့အလုပ်နဲ့ပူဆိုင်အတိတ်ကကိုပြင်လို့မရဘူးအတိတ်ကကိုဆွဲပြီးတော့လူတွေက lucky တို့ unlucky တို့လုပ်နေကြကိုလုံးတဲ့အလုပ်ကိုပဲကိုယ်စစ်ဆေးတဲ့နဲ့ပေါ့နော်အခုလုပ်နေတာအကောင်းလားဆိုလားဒါပဲကြည့်ရမှာဖြစ်တယ်ဒါကြောင့်မို့မကောင်းမှုအကုသိုလ်ဆိုတာလည်းပဲပြစ်ဒဏ်ခတ်တတ်တယ်လောကကြီးမှာအချုပ်မှတ်လိုက်ရမယ်ဆိုရင်ဆိုးကျိုးမှန်သမျှသည်အကုသိုလ်ရဲ့အပြစ်အကုသိုလ်ရဲ့အကျိုးလူတွေခံရတဲ့ဆိုးကျိုးဒုက္ခမှန်သမျှသည်အကုသိုလ်ရဲ့အကျိုးနော်ချမ်းသာစရာစိတ်ချမ်းသာစရာဒုက္ခမှန်သမျှသည်ကုသိုလ်ရဲ့အကျိုးဒါကတော့နိယမသဘောတရားအရာကုသိုလ်ကဆိုးကျိုးပေးတာမရှိဘူးအကုသိုလ်ကလည်းကောင်းကျိုးပေးတာမရှိဘူးပေးရင်ဆိုးကျိုးပဲပေးမယ်ဒါတော့သိချပါပဲအဲ့ဒါလို့မှတ်သားထားပြီးတော့ကိုယ့်ဘဝနေ့စဉ်ဘဝမှာကောင်းခြင်းဆိုးခြင်းကံကောင်းခြင်းကံဆိုးခြင်းကိုကိုယ့်အကိုသိသိချာချာဆုံးဖြတ်ပြီးတော့မကောင်းတဲ့ကံတွေကိုရှောင်ဖို့ကောင်းတဲ့အလုပ်တွေကိုလုပ်ဖို့ကျင့်ကြံကြိုးကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း